မနက်ခင်းညဆန်းစင်မဲ့ဒီလန်3တွင်မင်္ဂလာပါမနက်ခင်းအလုပ်ထဲမှာစိတ်မိပါလားလိုက်တာမျိုးဖြစ်အောင်10မိနစ်အတွင်းဒီ3ချက်ကိုလုပ်ကြည့်ပါသင်ရဲ့ဒီနေ့ကလုံးဝကိုကံလဲသွားပြပါပါချီတက်ဖြစ်ပြီးရင်ပထမဆုံးအနေနဲ့မနက်3နာရီကော်ဖီထက်ဒီတစ်ခွက်ကိုရင်တောက်ပါညလုံးအိပ်ဆက်ထားလို့ခဏကိုမှရေတက်ခိုင်းဆောင်နေတတ်ပါတယ်ဒီတစ်ခွက်ကဦးနှောက်ကိုချက်ချင်းနှိုးစားစေစာချစ်စနစ်ကိုကောင်းမွန်စေပါတယ်တဘာဝအလင်းရောင်ခိုင်းခြင်းဒုတိယတစ်ချက်ကတော့တဘာဝအလင်းရောင်ပါလုံးမစခင်ပထမဖွင့်တာဒါမှမဟုတ်အပြင်ကိုခဏထွက်ပြီးနေရောင်ခံတာပါဒါကခဏကိုရဲ့ဇီဝနာရီကိုနှုတ်ထားဖို့ချက်ပေးလိုက်တာဖြစ်ပြီးစိတ်ကြည်စီးမှုကိုချောချစေတဲ့ဟော်မုန်းကိုထွက်စေပါတယ်အရေးကြီးဆုံးအလုပ်ကိုအရင်လုပ်ခြင်းတတိယချက်ကတော့လုပ်ငန်းခွင်ရက်ကန်နဲ့ email တွေဖုန်းတွေကိုအရင်ကြည့်ပဲအခဲဆုံးနဲ့အရေးကြီးဆုံးအလုပ်တစ်ခုကိုရေးပြီးအရင်ဆုံးအကြည့်တက်လိုက်ပါဒီလိုလုပ်ပြီးတော့ရင်ရလာမဲ့အောင်မြင်မှုစိတ်ခံစားချက်ကတစ်နေ့တာလုံးအတွက်ခွန်အားဖြစ်စေမှာပါဒီ3ချက်ကိုဒီနေ့ပဲစမ်းလုပ်ကြည့်လိုက်ပါအားလုံးပဲလက်ဆန်းတက်ကြတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ